ချင်းပြည်နယ်ကိုသွားလိုက်မယ်ဆိုရင်ဒီ9နေရာကိုမရောက်ရင်နောင်တရလိမ့်မယ်အားလုံးပဲမင်္ဂလာပါမင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့မှာမွေးဖွားခဲ့တာပါမင်းတပ်ကမင်းရဲ့မင်းမရနိုင်တဲ့မွေးရနေလေးဆိုရင်လည်းမမှားပါဘူးချင်းပြည်နယ်ဟာတဘာဝလှတရားတွေနဲ့ရိုးရာဓလေ့တွေပေါ်ကျယ်သွားတဲ့ဒေသတစ်ခုဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့မဖြစ်မနေသွားတဲ့9နေရာလေးကိုကြည့်လိုက်ကြရအောင်နံပါတ်1ရီယေကန်ဖလန်မြို့နယ်မြန်မာအိန္ဒိယနယ်စပ်မှာရှိပြီးတော့အသေးပုံတွေရှိရဲ့တဘာဝရေအိုင်ကြီးပဲဖြစ်ပါတယ်။ရေပြင်းဟာကြည်လင်နေသလိုရာသီအလိုက်အယောင်ပြောင်းလဲတတ်ပြီးဒေသခံတွေရဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာဒဏ္ဍာရီတွေကြောင့်အင်မတန်မှထင်ရှားလာပါတယ်။နံပါတ်2ဝိတုရိယတောင်လို့ခေါ်တဲ့နမ်းမတောင်မင်းတပ်ကံပလက်မြို့နယ်တွေနဲ့နှီးဆက်ပြီးတော့ချင်းပြည်နယ်ရဲ့အမြင့်ဆုံးတောင်တစ်တောင်ဖြစ်ပါတယ်။ UNESCO ရဲ့အတိအမှတ်ပြုအမွေနှစ်တစ်ခုဖြစ်ပြီးတော့ရှားပါတက်ခွတွေငှက်မျိုးစိတ်တွေနဲ့တိမ်ပင်လေတွေတဝကြီးကြည့်ရှုနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်နံပါတ်3မွေးရမြေဖြစ်တဲ့မင်းတပ်မြို့ပါချင်းလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုအနီးကပ်ဆုံးမြင်တွေ့နိုင်တဲ့မြို့တစ်မြို့ပါအထူးသဖြင့်ပရဲထိုးထားတဲ့အမျိုးသမီးကြီးတွေနှာခေါင်းနဲ့ပလွေမှုတ်တဲ့ဓလေ့တွေနဲ့ရိုးရာအိမ်တွေကိုလည်းလေ့လာနိုင်ပါတယ်တောင်ပေါ်မြို့လေးရဲ့အေးချမ်းနဲ့အလှပကိုလည်းခံစားနိုင်ပါတယ်နံပါတ်4ဘုံဒလာရေတခွင်မတူပီမြို့နယ်မှာရှိပြီးချင်းပြည်နယ်ရဲ့အရှိလျားဆုံးနဲ့အလှပဆုံးသောရေတခွင်တစ်ခုဖြစ်ပါတယ်အဆင့်6ဆင့်ရှိပြီးတော့တဘာဝတောတောင်ထဲမှာခန္ဓာထေဝါစွာနဲ့စီးဆင်းနေတာကြောင့်စွန့်စားသွားလာရသူတွေတို့တော့ Oh my gosh အရမ်းမိုက်တဲ့နေရာလေးတစ်ခုပါနောက်ဆုံးနံပါတ်5ကနေဒီတောင်တီးတိမ်မြို့နယ်မှာရှိပြီးဒုတိယကမ္ဘာစစ်အတွင်းဗျူဟာမြောက်တိုက်ပွဲဝင်ခဲ့တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။တောင်ပေါ်ကနေကြည့်တယ်ဆိုရင်လည်းချင်းတောင်တန်းတွေလှပတဲ့မြင်ကွန်း landscape တွေကိုမြင်တွေ့ရပြီးတော့လမ်းတစ်လျှောက်မှာဆိုရင်လည်းတောင်စလက်ပန်းတွေရဲ့အလှပတွေကိုရင်သက်ဖွယ်ကောင်းအောင်မြင်တွေ့နိုင်ပါတယ်။ချင်းပြည်နယ်ကိုသွားလိုက်မယ်ဆိုရင်ပန်းတွေပွင့်ပြီးတော့ရာသီဥတုတာရတဲ့နိုဝင်ဘာလကနေဖေဖော်ဝါရီလကတော့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေဆိုရင်လည်းနောက်ခံရှုကင်းလေးတွေကတကယ်ပကြီးကားတစ်ချက်ပွဲဖြစ်တာကြောင့်မလို့အရန်သွားတဲ့ဒေတာလေးတစ်ခုပါအဲ့ဒါဆိုတော့အားလုံးကိုပဲတစ်ခါတစ်လောက်တော့လာလေဖို့ဖိတ်ခေါ်ချင်ပါတယ်ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့သိချင်တာတွေလေးရှိရင်လည်း comment ထဲမှာညှိနှိုင်းခဲ့ပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်